င်းမြန်မာနယ်စပ်မှာစစ်ကောင်စီကအပြင်းထန်ကာကွယ်ခဲ့တဲ့ထိထဗျူဟာစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတပတ်ခန့်အကြာမှာအပိသက်သိမ်းပိုက်နိုင်လိုက်ပြီးဗျူဟာမှုကိုအသေးဖန်ဆီးရမိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။ကရင်မျိုးသားစီယုံ KNU တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာစီးရေးရရေးပါတဲ့စစ်ကောင်စီရဲ့ထိထဗျူဟာတပ်စခန်းကိုပြီးခဲ့တဲ့ဧပြီ12ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမနေ့ကဧပြီလ19ရက်ညနေ9:30မိနစ်ခန့်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ Force for Federal Democracy FFD တာဝန်ရှိသူထံကသိရပါတယ်။ထိထဗျူဟာကုန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေချိန်9ရက်ခန့်အကြာမှာထိထစခန်းကလက်နက်ကြီးကုန်းကိုအရင်ရရှိခဲ့ပြီးဧပြီလ19ရက်ညနေပိုင်းမှာစစ်ကောင်စီအတွက်အရေးပါတဲ့စခန်းကုန်း3ခုစလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်။ထိထဗျူဟာကုန်းကနေဆက်မှာအရေးပါတဲ့နေရာဖြစ်တဲ့အတွက်စစ်ကောင်စီအင်အား100လောက်ရှိတယ်။အဲ့ဒီထိထဗျူဟာစခန်းကုန်း3ခုစလုံးကိုကျွန်တော်တို့တော်လိုင်းပူပေါင်းတပ်တွေတပတ်ကြာလောက်တိုက်ခိုက်လိုက်ရတယ်။ဧပြီ19ရက်ညနေပိုင်းမှာတော့အပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ Force for Federal Democracy FFD ဒုတာဝန်ခံကိုအောင်က AR Times ကိုပြောပါတယ်